ရမျိုးစုဖို့ကောင်းရက်ကွက်ကဥစီသူခွန်ဒေါ်ရင်မျိုးဝင်းတို့ရဲ့အလူအတွက်လုပ်ပေးဖြစ်တဲ့ငွေသားတစ်သိန်းပါတဲ့ပတ်စံကလလေးတွေလည်းဖြစ်ပါတယ်ရှင်ငွေသားတစ်သိန်းပါပတ်စံကလ15ခုမှထားတာလေးပါရှင်တစ်သိန်းငွေသားတစ်သိန်းကိုကလပေါ်မှာအခုလိုမျိုးလလပပညီညီနဲ့ညာလေးဖြစ်အောင်လုပ်ပေးထားပါတယ်ရှင်ဒါလေးကငွေသား5သိန်းပါတဲ့ပတ်စံချင်းလေးပါရှင်မာယူအားပေးသေးတဲ့အလူရှင်မိသားစုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အလူပွဲအတွက်ပိတ်ဆံကလလေးတွေလိုအပ်ခဲ့တယ်ဆိုရင်မမီစုစီမှာဒီလိုမျိုးလက်ရတေးသေးတတ်လေးနဲ့ရမယ်နော်